ဖို့ကောင်းတဲ့သူမြင်မြင်သူငေးလောင်တိတ်တိတ်လာတဲ့တောင်းသာသူကိုမြင်ဆောင်စာတီသွေးမှုပေါ်၍ပါတယ်ပြူငါပါတယ်လေယာဝင်ချင်းပြိုမိတဲ့သေးရတဲ့စင်ကမောက်ကိုစီတစ်ပတ်ကိုစီအဲ့တဲ့အိမ်လဲလာရင်ကျွန်တွေးချက်တစ်ပတ်သုံးနဲ့အဲဝေးပြူကရဲ့စားလို့ကောင်းပါတယ်တောင်းသာသူဓမ္မလေးရဲ့မြင်မြင်ချင်းပဲချစ်မိပါတော့တယ်ရွှေညာသူအသားလေးတွေဝင်ပါသဘောထားကဖြူဖြူချစ်ဖို့ကောင်းတဲ့သူမြင်မြင်သူငေးလောက်အောင်တိတ်တိတ်လာတဲ့ရွှေညာသူကိုမြင်ဆောင်စာတီသွေးမှုဟော၍ပါတယ်ပြူငါပါတယ်လေယာဝင်ချင်းပြိုမိတဲ့သေးလဲတဲ့စင်ကမောက်ကိုစီတစ်ပတ်ကိုစီအဲ့တဲ့အိမ်လဲလာရင်ကျွန်တွေးချက်တစ်ပတ်သုံးနဲ့အဲဝေးပြူကရဲ့စားလို့ကောင်းပါတယ်ရွှေညာသူညီမလေးရဲ့မြင်မြင်ချင်းပဲချစ်မိပါတော့တယ်ညညူရိတ်တိတ်တောင်းပြိုကြောက်တဲ့ချိန်ဆိုတောင်းသာတောင်းလာတပင်းသူလိုက်ဖို့တယ်ပြူဓမ္မမင်းဆိုင်လေးတူသွားရတာတွေပေးအားကြောင့်ပူပူလေးဝဲကြွေးတဲ့သူကြီးအကြီးယူရထန်တော်ကြီးတဲတော်ချောင်းရာစီဖျောက်ပတူတွေစုံနေအောင်တောင်းနီလေးလဲထူးဆန်းနေတောင်းသာသေးတဲ့အမတ်တရားဝေညာစီကိုစင်တယ်ဝါချောင်းကျဲနေရနန်းလိုက်ဖို့သူရဲ့မမောနိုင်ရှာဘူးကွေမြစ်တာရှင်မလေးရဲ့ချစ်တရားပူမိတယ်တောင်းရတဲ့သက်စာချစ်ခွင့်မရသေးသဘောထားကဖြူဖြူချစ်ဖို့ကောင်းတဲ့သူမြင်မြင်သူငေးလောက်အောင်တိတ်တိတ်လာတဲ့တောင်းသာသူကိုမြင်ဆောင်စာတီသွေးမှုပေါ်၍ပါတယ်ပြူငါပါတယ်လေယာဝင်ချင်းပြိုမိတဲ့သေးရတဲ့စင်ကမောက်ကိုစီတစ်ပတ်ကိုစီအဲ့တဲ့အိမ်လဲလာရင်ကျွန်တွေးချက်တစ်ပတ်သုံးနဲ့အဲဝေးပြူကရဲ့စားလို့ကောင်းပါတယ်တောင်းသာသူဓမ္မလေးရဲ့မြင်မြင်ချင်းပဲချစ်မိပါတော့တယ်အင်းညူချင်းတိတ်တောင်းပြိုကြောက်တဲ့ချိန်ဆိုနာမည်တော်လာနေပြီသူလိုက်ဖို့တယ်ပြူနာရီစီဆိုင်လေးတူသွားရတာတွေတာကူပြေချိုချိုမွေးဝဲကြွေးတဲ့သူကြီးအချီယိုရတန်တော်ကြီးတဲတော်ချောင်းရာစီဖျောက်ပတူတွေစုံနေအောင်တောင်းနီလေးလဲထူးဆန်းနေတောင်းသာစီတဲ့အမတ်တရားဝေပိတတူတောင်းစင်နေဝါချောင်းကျဲနေရနန်းလိုက်ဖို့သူရဲ့မမောနိုင်ရှာဘူးခွေမြစ်တာရှင်ကလေးရဲ့စစ်တာပူမိတယ်တောင်းရတဲ့သက်စာချစ်ခွင့်မရသေး